တောက်လို့ကျွန်တော်ကဒီလိုစီကိုမရှိပါဘူးဆိုင်မန်မှောက်ထားတာဖာတာကနှစ်ခါ ဟာတော့မဖာခိုင်းနေတယ်ဆရာကျွန်တော် မမြောက်ကြည့်လိုက်တာမမြောက်မကြည့်လိုက် ဘုံကမှတော့3က4ကတော့ပေါ့4ကတော့ပေါ့ ဟုတ်ပြီမမြောက်တော့မကြည့်ရဘူး ကြည့်ရသေးဟုတ်တယ် ခုကျွန်တော်1နဲ့တော့တွေးရမဲလာ1နဲ့မှမဲလာ အခုလောလောဆယ်တော့မနေဘူးလက်ဆရာ ဒီက1ကိုကြည့်ရတယ်ဒီရက်တောက်လို့တော့အသေး6တယ်ဒီလိုစီကိုမရှိဘူးကျွန်တော်ကအသေးရဲ့ body pressure ကိုအထောက်ထားမှတိုင်းလို့ရတယ်ကျွန်တော်က14လီ16ဆိုရင်မကောင်းဘူး16စင်မီလီမီတာဖြစ်နေတယ်ဆိုတော့သွေးပေါင်ချိန်နေလို့ပေါ့ကွာအသေးရဲ့ pressure ပေါ့အသေးမှာလည်းသူ pressure ရှိတယ်လူမှာလည်းသွေးပေါင်ချိန်နေလို့ပေါ့နှလုံး pressure ချိန်နေအသေးရဲ့ body pressure ကပြတ်လာတယ်အစာရည်တို့ပေါက်အဲ့တော့သူကကံကောင်းတယ်ကွာစောတိလို့ကျွန်တော်ကမီတယ်တော့အမြဲတမ်းပေးထားတယ်နံပါတ်1နေနဲ့ပေးထားတယ်အမလည်းတစ်ချိန်ညတစ်ချိန်ကိုပေါက်စားတော့လည်းဆင်ရင်မာတာတွေအဲ့လိုအဆက်တာတွေတော့စားလို့အဲ့ချိန်မှာစာရင်ကငွားမှတင်းနေတာပေါက်သွားတယ်ဘီယာမရမတော့လည်းဆိုဘီယာတော့လို့လည်းမရဝိုင်းတော့လည်းမရထေးတော့လည်းမရအဲ့မှာပေါက်သွားတယ်ကျွန်တော်ရဲ့အတွေ့အကြုံကကျွန်တော်ဆိုဘီယာမတဲ့ဘူးဘီယာမတဲ့ဘူးဆိုတော့အမေဝိုင်းတော့တာပေါက်တာပဲဒီကောက်ငင်းစားလို့မရကောက်ငင်းနေစားတာစားရတယ်ဒီကောက်ငင်းနေမစားအဲ့ပေါက်သွားတယ်စာရင်ကတော့သူ့တောင်းဝင်မဟုတ်ဘူးအသေးတောင်းဝင်ဖမ်းနေရတာအဲ့ချိန်မှာကိုကအမာတွေအဆက်တွေပူတွေညစာတွေအဲ့လိုထမင်းတွေတပုံကြိတ်လိုက်ဒုံးဆိုအန်တယ်အန်လည်းမလွယ်ဘူးလေဒီလိုတရားရေးမင်းဖြစ်တော့မလွယ်ဘူးနော်အဲ့တော့အဲ့ဒါအရေးကြီးတယ်နော်ကျွန်တော်ကုတယ်ဆိုတာအဲ့ဒါကိုကုရတာကုတာမှန်မှန်ဘာမှမကြည့်ရသေးဘူးနော်ကြည့်ရသေးဆရာဟုတ်ကဲ့တွေ့ရကြည့်နေတယ်တွေ့ရကောင်းနေတာဒီစားနေတွေ့ရနည်းရင်တော့အဲ့ဒါစားရင်မမြောင်ကြည့်ရဟုတ်ကဲ့ပါဆရာအဲ့တော့ကျွန်တော်ကဒီကာပီတလောကအရေးကြီးတယ်နော်โอเค